ညာနေစည်းစာအချိန်လေးများနဲ့တူနှလုံးသားရဲ့တန်တာစိတ်တွေကဟိုဝေးကငယ်ဘဝတွေပြန်လဲရှင်သန်လို့အမေအိမ်ရဲ့ညာစာလေးကိုလွမ်းတယ်ညအိမ်ချိန်တိုင်းအဖေပြောပြဘူးတဲ့ပုံပြင်လေးတွေပြန်လဲကြအောင်ရင်ပုံပြင်လေးတွေပြန်လဲကြအောင်ရင်အိမ်ဆိုတာနှွေးထွေးတဲ့နေရာပေါ်အိမ်ပြန်လန်းကဝေးနေစေပါဒါပေမဲ့လားတာညာတိုင်းလွမ်းနေတစိမ့်တွေကြားမှာရုန်းကန်နေရပြီမဲ့ဒါဟာဘဝတစ်ခုဒါဟာဘဝတစ်ခုမပြေဆုံးသေးသမျှအိမ်ပြန်လန်းက